အားလုံးပဲမင်္ဂလာပါရှင် Robin ရဲ့ channel လေးကနေအားလုံးကြိုဆိုလိုက်ပါတယ် Robin မို့နော် Robin တို့နာမည်ပြောင်းကြည့်ကျေးဇူးတွေနာမည်မှာတော့ကတင်ထားခဲ့ဗီဒီယိုတစ်ပုဒ်ရှိရဲ့အဲ့ဒါကရှိထားပါလိမ့်တခုကြောင့်ပြီးထားပေါ့နော်ပေ friend လောက်ခိုင်းနေတာပါလိမ့်ပေါ့နော်ဂျီဝစ်လူရတော့ဒီအဲ့ထားပါစောဝစ်လူလည်းဒီပေါ့နော်အဲ့ထားပါလိမ့်ဒီမှာတင်ပြီးအခုရရင်လည်းအဲ့လိုမျိုးတာပါလေးကိုပြင်ပြီးတော့တင်ပေးဖြစ်ပါတယ်ဒီတာဝါလေးပါအပေါ်မှာတော့ဂိမ်းလေးကိုချပေးထားပါမယ်ဂိမ်းမျိုးတော့အပေါ်မှာချပေးထားရပေါ့နော်ဒီဘက်မှာဆိုရင်တော့ flying ကောက်ရှိမယ်ပေါ့နော်တွားလို့အဲ့မှာဆိုရင်ကောတော်ပြင်ရှိမယ်ဒီဘက်မှာဆိုရင်ဒီအောက်ကိုဆင်းမယ်လူများစုကဒီကိုဝါဟိုလက်လို့ရအောင်ဆိုတော့ကြာဒီဘက်ကိုသွားလိုက်ပါဂျားရဲ့ဝင်လာဒီမှာအောက်မှာပေါ့ဒီမှာဆိုရင်ညီမနှစ်ယောက်ပေါ့နော်ပုံဆွဲထားတဲ့ပုံလေးရှိမယ်ဒီဘက်မှာဆိုရင်အိမ်မှာလူတစ်ယောက်ကလူကြည့်နေပုံစံမျိုးဆွဲထားဒီဘက်မှာဆိုရင်ပြီးရင်လူမြင်သမီးနှစ်ယောက်ဒီမှာဆိုရင်လေကောင်မလေးနှစ်ယောက်ထိုင်ပေါ်မှာထိုင်နေပုံလေးရှိတယ်I love you စီရဲ့you're my best friend အဲ့လိုမျိုးရေးထားရပေါ့နော်ဒီဟာကတော့ယူလို့မရဒီမှာတပုံရှိမယ်ဒီတပုံကဘာထူးဆန်းတာလဲဆိုရင်တော့ဒီမှာလည်းမသိပါဘူးသူတို့တွေဒါကိုထူးဆန်းတယ်ပြောနေကြလို့ပါအဲ့တော့ဒီဘက်ကိုအပေါ်ကိုဆက်သွားမယ်ဆိုရင်ငါထူးဆန်းတယ်လို့ပြောကြရပါတော့ဒီပုံကိုကြည့်ရမယ်ဆိုရင်ကောင်မလေးနှစ်ယောက်ကဒီပုံကြည့်မယ်ဆိုကောင်မလေးနှစ်ယောက်ကပေါ့နော်ကောင်မလေးနှစ်ယောက်ကိုဒီမေမေကြီးတက်ဖို့လုံနေအဲ့လိုမျိုး style မျိုးလောက်ထားရပေါ့နော်ဒီဂိမ်းချောင်းတီးရလူရေးခဲ့ပေါ့နော်တီးရလူရေးခဲ့ပြီပါဒီမှာတော့နားမလဲပါဘူးပြအောင်ပြရတာပါကျေးဇူးပါကိုတီးလိုက်ပါအောင်မေကျေးဇူးပါပြန်ရောက်လာပြီဆိုခုနကနေရပဲပြန်သွားမယ်ခုနကနေမှာထက်ရှိပါဒီမှာခဏနေအောင်ဒီမှာဆိုရင်ယူလို့တီးရမလားတရေခေါ်ရဟာလေလို့ tree ကန်လို့အဲ့လိုမျိုးပါယူလို့မတီးဘူးအဲ့လိုဟာမျိုးရှိမယ်ဒီလိုမျိုးတဲ့ဦးကအဲ့လိုမျိုးဟာမျိုးရှိရဲ့ပြီးရင်ဒီဘက်မှာဆိုရင်ကောင်မလေးတယောက် missing ဆိုပြီးတော့ပြောင်းနေအောင်တွေ့အဲ့ကောင်မလေးကခုနပုံနေကောင်မလေးတယောက်နဲ့တူးနေလားလို့ငါစဉ်းစားပြန်ရမတော့ချင်တော့အဲ့တော့ဒီဘက်ကိုဆက်သွားမယ်ဒီဘက်မှာဆိုရင်သူများရဲ့ဓာလေးယူပြီးတော့ပြန်ကြရဲဒါပေမဲ့ယူဆိုမပြန်အောင်ဒီပုံမှာမမိန်နဲ့ဒီမှာဆိုစာလေးတစ်စောင်ရေးထားရဲအပတဲ့ပြီးဒီမှာကကြီးဒီဘက်မှာဆိုရင်ဒီလိုဇွန်ဘီမိသားစုလိုမျိုးရှိရပေါ့နော်ဒီမှာဒီလူတွေကတော့တကယ်လူတွေပေါ့နော်ဒီမှာငါစာဖတ်မလို့ဖဲ့တော့ငါsorry ပါဟာရေးထားရပေါ့နော်နားတော့ဒီ safe စာရပဲဟာဟိုတော့ဒီမြင်ကျတဲ့ဟာရရယူရိုဖတ်ကြည့်ပါဒီမှာတခြားပြပေးထားပါမယ်ငါတော့မဖတ်တတ်တော့နော်ဒီစုဖက်ပြတော့ပေါ့ဒီမှာဆိုရင်လေအဲဆိုမိသားစုပေါ့နော်လိုမျိုးရှိမယ်ဒီဘက်မှာဆိုရင်ကရုံးမလေးရှိမယ်အမထူးဆန်းနာကဒီကရုံးမလေးကကရုံးမလေးကိုနှိပ်လိုက်လို့ရှိရင်ဒီနေရာကိုရောက်တယ်ကရုံးမလေးကိုနှိပ်လိုက်ပေါ့နော်ကရုံးမလေးကိုနှိပ်လို့ရှိရင်ဒီနေရာကိုရောက်ပါတယ်ဒီနေရာရဲ့ဒီမှာဆိုရင်ကျေးဇူးလည်းမသိဘူးပေါ့နော်ရှောက်နှိပ်လိုက်ရင်လည်းမှအဲ့လိုကြီးဖြစ်သွားတာပါဒီမှာဆိုစာလေးတွေတွေ့မယ်ပေါ့နော်ကျေးဇူးကရုံးမလေးကိုထိကြည့်လိုက်တာဒီကိုရောက်လာပါတယ်အောက်မှာဆိုရင်တော့တရေခေါ်တဲ့ဟာမျိုးရှိပြီးရင်ဒီဘက်မှာဆိုရင်လည်းစာလေးတွေရှိရပေါ့နော်ပညာမကြပတာတဲ့ဒီဘက်မှာဆိုလမ်းရှိရပေါ့နော်လမ်းတိုင်းသွားကြည့်ရအောင်လမ်းရဲ့ဒီနားလောက်ရောက်လို့ရှိရင်ဒီမှာထူးဆန်းတဲ့စာတွေကိုတွေ့ရမယ်ပြီးရင်ဟိုဘက်ကိုဆက်သွားမယ်ဆိုရင်နော်ဒီနားကိုသွားလိုက်မယ်ဆိုရင်ဒီမှာဇူရီဆိုတဲ့ကောင်မလေးရှစ်ပူစော်ထားတာတွေ့ရမယ်ဒီမှာတော့ခုနပြောတဲ့ဟာလေးရှိရပေါ့နော်ဒါတော့ဒီမှာနဲ့တွေ့တဲ့ကောင်မလေးပါဒီမှာဒီလိုဟာမျိုးရှိရအဲ့တော့ဝါချီဒီရဲ့ဝင်လိုက်မယ်ဆိုရင်ဖူးဟဲထားပါဒီအိယာမီးလောင်ညာကိုတွေ့ရမှာဖြစ်ပြီးတော့အဲ့ဒါတော့လည်းကျင်မယ်နော်မီးလောင်ညာကိုတွေ့ရမယ်အိယာမီးလုံးဝပြကြနေရကိုလည်းတွေ့ရမီးလောင်နေအထဲကိုသွားကြည့်ရမယ်ဆိုရင်ငါတော့မသွားရတော့မေးပေအောင်ဒီမှာမီးရတွေ့ရမယ်ဒီထဲမှာဆိုရင်လည်းစာရီကိုကြည့်မယ်မလဲဒီ
ပြီးဘာရပလကစီးရင်ဘာရပလကတွေတွေ့နေတယ်စာရီအဲ့လိုမျိုးတွေရှိတယ်အဲ့တော့ဒီကင်းရဲ့အတိတ်ပဲသားလေဒီကင်းမှာဘာတွေဖြစ်နေရတော့ငါတော့မှနားမလည်တော့အဲ့ဆိုရင်အဲ့စူစီဆိုတဲ့ကောင်မလေးနဲ့စူစီကအဲ့ဇာရာရဲ့ကောင်မလေးနဲ့ဘာတွေဖြစ်ခဲ့ကြဘာမှမဟုတ်ရင်ကောင်မလေးကအဲ့ဇာရာရဲ့ကောင်မလေးပြန်ပြီးဆိုပြီးတက်ပြလိုက်တာလားပြီးတော့ဒီနောက်ကဟာကြီးခိုင်းလေကျွန်တော်ရဲ့ဗီဒီယိုကိုစစ်ကြည့်လိုက်ကျွန်တော်မတော်ရတော့ဘာလို့လဲဆိုတော့ခုဆောင်းရညဘက်ကြီးဖြစ်တယ်ညဘက်ကြီးကခုဒီမနေ့မှာပြောတာဒီလိုပဲစစ်ကြည့်လိုက်တာအင်းတိုက်တယ်ဟုတ်ကဲ့